မင်္ဂလာပါတရက်ဆက်ကိုရီးယားကနေကြိုဆိုပါရစေဒီနေ့မှာတော့ဒီချက်ရွေးချက်ထားတဲ့ခေါင်းစဉ်လေးက Nobel Hierarchy Nobel အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ဒီခေါင်းစဉ်လေးက level 3ဖတ်စာအုပ်ထဲကသင်ခန်းစာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီချက်နဲ့တူလိုက်ပြီးတော့လေ့လာကြည့်ရအောင်노벨이가 우리 집에 온 것은 5년 전 어느 가을이었다. 노벨이가 ကျွန်တော်တို့အိမ်ကို 온 것은 ရောက်တာကတော့ 5년 전 ဆိုလွန်ခဲ့သော 5 နှစ် 어느 가을이었다. အဲ့တော့တကူတော့ဆောင်းရာသီဖြစ်ခဲ့တယ်တဲ့ 그때는 အဲ့ဒီအချိန်ကတော့ကိုမိုးကအတော်က 결혼하기 전이었어. အဲ့တော့မင်္ဂလာမဆောင်ခင်ဖြစ်တဲ့အတွက်ကြောင့်우리와 같이ကျွန်တော်တို့နဲ့အတူတူ살고 있었는데အတူတူနေခဲ့တဲ့어느 날တနေ့ထွက်ကုန်ကြီးတဲ့အဲ့တော့ရုံးစင်းတဲ့လမ်းမှာတဲ့강아지로 한 마리 데리고 အဲ့တော့ခွေးတစ်ကောင်한 마리 데리고ခေါ်ပြီးတော့ဥလျှော့တာရောက်လာခဲ့တဲ့이런 강아지가 အဲ့တော့လမ်းပြောင်းနေတဲ့강아지ခွေးကမြို့ကြီးတုံးအဲ့တော့ရက်တော်ကြာအတွင်းမှာ같은 자리에တူညီတော့နေရာထဲမှာ있어서ရှိနေလို့ 경찰서에 맡겼는데 အဲ့တော့ဒီရဲစခန်း경찰서ရဲစခန်းမှာအပ်နှံခဲ့ပြီးမယ်일주일이 지나도 အဲ့တော့တစ်ပတ်ကျော်သွားလဲပဲ아무도ဘယ်သူမှလည်း찾으러 샤보 오는 사람이လာတဲ့လူက없어서မရှိလို့고모에게 အဲ့တော့အတော်စီကိုဒါရှိတပံ연락이 왔다고 한다 အဲ့တော့ထပ်ပြီးတော့ဆက်သွယ်ခဲ့တယ်လို့ပြောတယ်오랫동안အကြာကြီးတို့ပိုးကြီးအနာစောအဲ့တော့တို့ပို့တာကြည့်ရှုစောင့်ရှောက်တယ်အဲ့တော့အချိန်ကြာကြီးကြည့်ရှုစောင့်ရှောက်ခြင်းမခံအဲ့တော့အချိန်ကြာကြီးကြည့်ရှုမစောင့်ရှောက်တဲ့အတွက်ကြောင့်ဒေါ်လော့ကိုညစ်ပတ်ပြီးတော့နမ်ဆဲတို့နာကြည့်မယ်အနက်လည်းပဲထွက်ပြီးမယ်တဲ့နုံနီမျက်လုံးငါချမ်းတော်တော်လေးကိုမကတ်တာတော်လေးကိုတောက်ပါရဲ့တဲ့초등학교 몰라래 사학년인 အဲ့တော့တတိယနှစ်ဖြစ်တဲ့တုန်းဆဲကျွန်းစုနော်အဲ့တော့ညီကျွန်းစုကတော့တဲ့강아지를 보고 အဲ့တော့ခွေးကိုကြည့်ပြီး너무 좋아했다 အရင်ကိုကြိုက်ခဲ့တယ်그러지 않아도 အဲ့လိုမဟုတ်တာမှလည်းပဲ얼마 전에တိတ်မကြခင်က친구 집에 놀러 가서 အဲ့တော့တငယ်ချင်းအိမ်ကိုသွားပြီးတော့အဲ့ဒါအလေသွားပြီးတော့강아지를 보고 အဲ့တော့ခွေးကိုကြည့်ပြီးတော့어느တဲ့ပြန်လာပြီးရဲ့နောက်မှာ강아지를 사달라고 나마다 어머니는 졸랐다 အဲ့တော့ဝယ်ပြီးတော့ပေးပါ강아지ဟလာဝယ်ပေးပါဆိုပြီးတော့나마다နေတိုင်းနဲ့အမေကို졸랐다နှစ်ပူနှစ်စာတိုက်ခဲ့တယ်어머니는အမေကတော့강아지를 키우면 အဲ့တော့ခွေးမွေးလို့ရှိရင်မွေးရင်괜찮은 일만 하나 အဲ့တော့စိတ်ရှုပ်စရာစိတ်ပြက်စရာကောင်းတဲ့အလုပ်ပဲ하나တော့တခုပို့ပြီးတော့စိတ်ကိတာကိုပေါ်လာမယ်လို့ပေါ်လာမယ်ဆိုပြီးတော့싫어하셨다မကြိုက်ခဲ့ဘူးတဲ့ 그런데 ဒါပေမဲ့ကိုမိုးကအဲ့တော့ဒေါ်က강아지를 데리고 အဲ့တော့ခွေးကိုခေါ်ပြီးတော့ဝါစွန်နီလာခဲ့တာကြောင့်မို့လို့엄마도အမေလည်းပဲ싫다고 할 수가 없으셨다 အဲ့တော့မကြိုက်ဘူးလို့မပြောနိုင်တော့ဘူးเนาะ 과학을 좋아하는 동생은 အဲ့တော့သိပ္ပံကိုကြိုက်နေတဲ့동생ညီရတော့강아지한테 အဲ့တော့ခွေးကို 노벨이라는 이름은 အဲ့တော့노벨ဆိုတဲ့နာမည်ကို주었다 မှဲ့ပေးခဲ့တယ်그날부터 အဲ့ဒီနေ့ကစပြီးတော့ 노벨이는 အဲ့တော့ 노벨ကတော့ 우리 가족이 되었다 ကျွန်တော်တို့မိသားစုဖြစ်လာခဲ့တယ် 노벨이는 အဲ့တော့ 노벨이ကတော့ 우리 집에 오는 사람은 အဲ့တော့ကျွန်တော်တို့အိမ်ကိုလာတဲ့လူကတော့아무나ဘယ်သူပဲဖြစ်ဖြစ်다 좋아했다 အကုန်လုံးကြိုက်ခဲ့တယ်အဲ့တော့사람만 보면လူကိုတွေ့လို့ရှိရင်아무에게나ဘယ်သူပဲဖြစ်ဖြစ်고리를 힘들었다 အဲ့တော့ဒီအမိလောက်ပြခဲ့ပေါ့နော် 노벨이 နော်နဲ့ 노벨이ကတော့자기가 사람인 줄 아는 것 같았다 အဲ့တော့ 노벨이က자기가သူ့ကိုယ်သူပေါ့နော် 사람이 လူလို့သိထားခဲ့တယ်ထင်တယ်လူလို့ထင်ခဲ့တယ်저녁에 가족이 모여서 အဲ့တော့ညနေမှာမိသားစုတွေစုပြီးတော့소파မှာ TV를 보고 있으면 TV ကြည့်တယ်ဆိုလို့ရှိရင်ကြည့်နေရင်우리들 사이에 ကျွန်တော်တို့ကြားတွေကို와서လာပြီးတော့같이 두두
TV တို့ဖို့ကို TV လဲကြည့်ပြီးတော့ဂျမ်တို့ဟလာအိတ်တဲ့ခါကြရင်လဲအိတ်စင်လဲပဲတဲ့ဦးရီကဂျာနော်ချင်းတဲ့ဦးရဲ့ကျွန်တော်တို့အိတ်တဲ့ချင်းတဲ့အိယာပေါ်မှာဦးလာဝါစောတက်လာပြီးတော့ဂျတ်သားအိတ်ခေတဲ့အကြည့်မှန်ဒါပေမဲ့ကန်းကားကြီးတော့ခီယုံလုံးကောဆုံအဲ့တော့ခွေးမွေးတဲ့အရာကတော့ပုထုံပုံမှန်ဤဒီအကိစ္စကအနိယောတာမဟုတ်ခဲ့ဘူးဝန်ထုံတို့ရှိချောကြော်ရဟာကိုအဲ့တော့လေ့ကျင့်ဉာဏ်လည်းပဲလောက်ခိုင်းရပြီးတော့ဤတက်ကီအဲ့တော့သွားတိုက်တာမုတ်ကျိုးရှိကီအဲ့တော့ရေချိုခိုင်းတာသူအစားရှိတဲ့စင်ကားခက်တုံးတော့ခေါ်ပို့တာအဲ့တော့ထင်ထားတဲ့အရာထက်ဤဒီကိစ္စကမနာတာများခဲ့တယ်။ဝါချန်ရှိတဲ့ကာဂျီယန်ကိုအဲ့တော့တန်းစင်ကန်ကိုမသွားဘဲနဲ့ဒါရုံကိုဆက်အဲ့တော့တခြားနေရာမှာရှိလဲတော့ဟာတဲ့အဲ့တော့မင်းရင်ကြီးတဲ့အပြုမှုလုပ်တဲ့အခါကတဲ့အချိန်ကဟန်တူပွန်ဒီအနီယောတာအဲ့တော့တစ်ချိန်နဲ့ချိန်မဟုတ်ခဲ့ဘူး။ခေါင်းတဲ့ဒါနဲ့အော်မန်ချုံတိတ်မကြခင်ကနိုဘယ်ရီနော်နိုဘယ်ရီကအော်ဒီကအဖွန်ကြီးအဲ့တော့ဘယ်နေရာကနေမကောင်းလဲဆိုတာဘာတိုအမော်ကိုအဲ့တော့အစားထမင်းလဲပဲမစားပဲနဲ့အော်တိုရီယောဆောအဲ့တော့ဘုံလဲပြီးရောနော်ကုန်းချတိုအဲ့တော့လှူရှားမှုလဲပဲဟာကြည့်အနာတာအဲ့ဒါလုံးဝမလှူရှားခဲ့ဘူးတဲ့အဲ့တော့အကျိုးဟန်နောကန်ရှိကိုအဲ့တော့ကြိုက်တဲ့ဒီအသေးစားကိုကျိုးတို့ပြီးလဲပဲမော်ကြည့်အနာတာမစားခဲ့ဘူးရှိကုတရွန်အဲ့တော့မိသားစုဝင်တွေကတော့မိုးသူအားလုံးကောကြောင်းဟာမျိုးအဲ့တော့ဒီစိတ်ပူရင်းနဲ့ဘန်နကဲကကြီးညမိုးချုပ်တဲ့ဒီဂျီကျော်ပွားတာအဲ့တော့ဆောင်ကြည့်နေခဲ့တဲ့ဒေါင်းနာအဲ့တော့နောက်ရဲ့ဖြုံဝွန်မွန်နီရော်လေးကြမှာကြာအဲ့တော့ဈေးရုံတကားဖွင့်ချင်းတဲ့ဒဲလီကိုခေါ်ပြီးတော့ခနွန်တဲ့အဲ့တော့သွားခဲ့တဲ့ထိုင်ကြီးအဲ့တော့ကန်ကောင်းစွာနဲ့ဂမ်ကီလာကိုဟက်တာအဲ့တော့အေးမိတာလို့ပြောရတယ်အဲ့တော့မိုသူတို့ယောရှိမီဒိုပွန်တော့ပွန်နဲ့အဲ့တော့အားလုံးကလာကျူးကျူးဆားဆားနဲ့ဂျေဆုဆောက်ရှောက်တဲ့ဂျေဆုကြောင့်နဲ့နိုဘယ်ရီနော်နိုဘယ်ကတော့ဂျူကွမ်ရှိနည်းနည်းချင်းကြီးကောင်းကန်ကန်ချာချာကတာကောကန်ကွန်ချာချာကတာဆိုဒီကျမကြီးပေါ့နော်တဖြည်းဖြည်းကောင်းလာတယ်လို့ပြောချင်တာမချာချာကတာရှားပြီးတော့တွားတယ်ဆိုတာအဲ့တော့ကျမကြီးတဖြည်းဖြည်းကောင်းလာတယ်ဤကျင်းတော့အခုကတော့မာနီအများကြီးနူကွန်ဥရီနိုဘယ်ရီအဲ့တော့အသက်ကြီးလာတဲ့ကျွန်တော်တို့ရဲ့နိုဘယ်တဲ့အဲ့ဒါစားရမ်းနာရီတို့အဲ့တော့ဒီလူအသက်အရွယ်အနေနဲ့ဆိုလို့ရှိရင်လူအသက်အနေနဲ့စိတ်ကခါမြောင်တွေးလို့ရှိရင်ဟာရဘော်ကြီးကဒါတွေကြည့်မယ်အဲ့တော့အဖိုးဖြစ်နေပေါ့နော်ဖြစ်ပေမဲ့ဦးရီချစ်ပဲဆိုကျွန်တော်တို့အိမ်မှာတော့ဂွီယော့တုံကြီးအဲ့တော့ချစ်စရာကောင်းတဲ့မိသားစုဝင်မနဲ့အီတာအဲ့တော့အငယ်ဆုံးလေးဖြစ်ပါတယ်တဲ့အမနွန်အမေကတော့ဂန်ကားကြီးတော့ခီယုံလုံးခေါ်ရှိအဲ့တော့ခွေးမွေးမြူတဲ့အရာကအာနီလာမဟုတ်ဘူးတဲ့စက်ချက်အာကြီးအဲ့တော့တတိယမြောက်ကလေးကိုခီယုံလုံးကကတာကိုဟာရှင်တာအဲ့တော့မွေးတယ်ထင်တယ်ဟလားဒီမွေးတဲ့တင်နေဆိုပြီးတော့ပြောတယ်ဤကျန်နော်အခုကတော့ဝန်ချွန်နီအဲ့တော့ပြပြစွန်စွန်ဟန်ကာချူကီတော့မိသားစုတစ်ခုကတွေ့ဖြစ်ခဲ့တဲ့နိုဘယ်ရီအွန်ချက်ကတချင်းချင်းဦးရီအကဲကျွန်တော်တို့ကိုဤပြောတဲ့စွန်ကန်နီဥကဲကြည်မန်အဲ့တော့ခွဲကချင်းရဲ့ခဏတာအချိန်ကဥကဲကြည်မန်လာမှာဖြစ်ပြီမဲ့အဲ့တော့ဂရုံးကောစွန်အဲ့လိုအရာကတော့စင်ကာခါကီတို့ရှိတာအဲ့တော့မတွေးချင်ဘူးတဲ့အဲ့ဒါတွေးတာလည်းပဲမကြိုက်ဘူးတဲ့နူဘယ်ရီအောင်နော်အဲ့တော့နူဘယ်ရီမရှိတဲ့ဦးရီချီပေါ့အဲ့တော့ကျွန်တော်တို့အိမ်ကတော့ဆန်ဆန်ဟာစုတို့ option ကဆန်ဆန်ဟာတာပုံဖော်နိုင်ခြင်းအဲ့တော့မရှိတဲ့အတွက်ကြောင့်ပါတဲ့